အကြီးတောင်းချက်မဲ့ပေါင်းဆက်မှုအစ်စ်အပိုင်း29လေးရဲ့အစမှာတော့ Warrior Square တယောက်ချောင်းဆိုးနာစီဖြစ်နေခဲ့ပါတယ်။အဖွဲ့သားတွေကိုဘာကြောင့်ဖြစ်တာလဲလို့မေးလိုက်တဲ့အချိန်မှာတော့ကဘာအိုက virus တပုံကြောင့်ဖြစ်တယ်လို့ instant ကပြောလိုက်ပြီးအဲ့ဒီ virus ပျောက်ဖို့ဆိုရင်အမျိုးသမီးတွေရဲ့ပျော်ရွှင်မှုစွမ်းရည်ကိုထည့်လိုက်ရင်ပျောက်မှဆိုပြီးပြပြလိုက်ပါတယ်။အရှင်သားကတော့အမျိုးသမီးတွေရဲ့ပျော်ရွှင်မှုကိုယူဖို့တာဝန်ပေးလိုက်ပြီးအဲ့ဒီတာဝန်အတွက်ဒိုင်ယာရူကတာဝန်ယူပေးမှဖြစ်ကြောင်းပြပြလိုက်ပါတယ်။တစ်ဖက်မှာတော့ Marvel တို့အဖွဲ့ဟာစားတော့ဆိုင်ကနေဘိုက်တင်းအောင်ကိုဆွဲလာခဲ့ပြီးလမ်းမှာမင်္ဂလာဆောင်တစ်ခုကိုတွေ့လိုက်ရပါတယ်။အိုင်မင်ကတော့သူတို့သမီးဟာအရန်လာနေပြီးအရန်ကိုပြောနေမှဆိုတာကိုအတူဖွဲ့သားတွေကိုပြပြလိုက်ပါတယ်။ရုတ်တရက်ဒိုင်ယာရူကသူ့ရဲ့ဒုတ်ကိုထုတ်လိုက်ပြီးသူတို့သမီးစီကပျော်ရွှင်မှုတွေအကုန်လုံးကိုယူလိုက်ခါသူတို့သမီးလည်းလဲကျသွားခဲ့ပါတယ်။ဇန်ကစ်ကိုတွေ့လိုက်ရတဲ့ကပတိန်တို့အဖွဲ့လည်းဘာမှတုံဆိုင်မနေတော့ပဲကိုကန်ကြားအသွင်ပြောင်းပြီးတနက်တီတွေဝိုင်းပစ်ပါတော့တယ်။ဒိုင်ယာရူကတော့သူ့ရဲ့ဘိုက်ကအဝိုင်းကိုနှိပ်လိုက်ပြီးအကောင်ကြီးဖြစ်ကိုပြောင်းသွားတာကြောင့်ကပတိန်တို့လည်းသူတို့ရဲ့ Grand Guardian နဲ့ Goju Dre တို့ကိုဆင့်ခေါ်လိုက်ပါတော့တယ်။ Marvel တို့ကတော့ကိုကန်ကိုဆွေးအုပ်သွင်ကိုပြောင်းလိုက်ပြီးအာရီကန်ကတော့သူ့ရဲ့အသင့်ပြင် Goju ချင်းအဆဲအုပ်ကိုပြောင်းလိုက်ပါတယ်။ဒိုင်ယာရူကတော့မီဂိုမောင်နိုင်တက်ကွက်နဲ့ကိုကန်ကြားတွေကိုတိုက်လိုက်ပြီးမြဲဘာမှမဖြစ်သွားခဲ့ပါဘူး။ကပတိန်တို့ကတော့ Ranger Key ကိုတုံးလိုက်ပြီးခိုကိုင်းမာကီဖလန်ကိုတုံးပြီးတိုက်ခိုက်မလို့လုံနေတဲ့အချိန်မှာတော့ဒိုင်ယာရူတယောက်ကတော့သူ့မှာအလုပ်ရှိသေးတယ်လို့ပြောကဘိုက်ကဆက်ဝိုင်းပုံစံကိုလှည့်လိုက်ပြီးပြောင်းသွားခဲ့ပါတယ်။တကယ်တော့ဒိုင်ယာရူကအကောင်သေးသေးပုံစံကိုပြောင်းသွားခဲ့ပြီးအာရီကန်ကစီကိုတွားကတိုက်ခိုက်ခဲ့ပါတယ်။ကိုဂျူချင်းစစ်ကိုပါထိရုပ်လိုက်ပြီးမာဗလက်တို့ကိုတိုက်ခိုက်ပါရယ်ကပတိန်တို့ကတော့ရုတ်တရက်အောင်းသွားခဲ့ပြီးစိတ်တို့သွားခဲ့ကမိုဂူစတာဘက်ကိုတုံးပြီးတိုက်ခိုက်လိုက်တဲ့အချိန်မှာတော့ဒိုင်ယာရူတယောက်လည်းပြောင်းသွားခဲ့ပါတယ်။အာရီကန်ကတော့ဒိုင်ယာရူဟာတေးသေးလေးဖြစ်သွားတယ်ဆိုတဲ့အကြောင်းကိုသူ့လူတွေကိုလှမ်းပြောနေခဲ့ပါတယ်။ဒိုင်ယာရူတယောက်ကပတိန်တို့စီကိုရောက်လာခဲ့ကြပြီးမာဗလက်တို့ကတော့ဒိုင်ယာရူရောက်ချင်းမှာပဲတနက်နေ့ကိုဒဟုံတို့ပြကြပါရယ်ဒိုင်ယာရူကတော့အသေးရုပ်ရဲ့နေရာစုံကိုပြေးနေခဲ့ပါတယ်။သူတို့နေရဲ့နေရာအရောက်မှာတော့နာဗီကတိုက်ခိုက်လိုက်တာကြောင့်ဒိုင်ယာရူဟာနေရာစုံပြေးမလစ်ဖြစ်သွားခဲ့ပြီးမာဗလက်တို့လည်းနောက်ဆုံးမှဖက်မိသွားခဲ့ပါတယ်။ဒိုင်ယာရူကတော့နောက်ထပ်အကောင်သေးသေးပုံစံကိုပြောင်းပြီးလူကာရဲ့ဝစ်စုံတွေကိုဝင်ကဂလီထိုးနေခဲ့ပါတယ်။အိုင်မင်ကတော့ခြေစည်းပြတ်မှုကိုယူပြီးဖျက်လိုက်တာကြောင့်ဒိုင်ယာရူလည်းထွက်သွားခဲ့ပြီးနောက်ထပ်အပျော်စွမ်းရည်ကိုယူဖို့ပြန်သွားခဲ့ပါတယ်။အဲ့ဒီအချိန်ဘယ်ကမှမသိတဲ့လူနှစ်ယောက်ဟာအာဘာရင်းဂျာရဲ့အနန္တစွမ်းကိုကြီးဖို့လာခဲ့တာစိတ်ပြက်စရာကြီးဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုပြောနေခဲ့ပါတယ်။တစ်ဖက်မှာတော့အရှင်သားဟာနှာစီချောင်းလိုယောဂါကိုအလူလက်ခံစားနေရပါတယ်။ဒိုင်ယာရူကတော့ဝါရီစုကဲတို့ကိုတောင်းပန်နေခဲ့ပြီးအဲ့ဒီပိုးသက်စီကြောင့်သူ့မျက်ရည်တွေယိုခဲ့လို့ပြန်လာခဲ့တဲ့အကြောင်းကိုပြပြနေခဲ့ပါတယ်။ဘရင်ကတော့အနားယူပြီးရင်ကဘာကိုပြန်သွားဖို့ဒိုင်ယာရူကိုပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ပျက်စီးသွားတဲ့စစ်ရုပ်ရဲ့ပစ္စည်းအပိုင်းစားတချို့ကိုဒွန်တယောက်ပြင်နေခဲ့ပါတယ်။နာဗီကတော့ပြန်ပြင်လို့ရမလားမင်းနေခဲ့ပြီမဲ့ဒွန်တယောက်ကတော့ပြင်လို့မရကြောင်းသူ့လူတွေကိုပြောနေခဲ့ပါတယ်။ဒွန်ကတော့မာဗလက်ဂျိုးနဲ့လူကာတို့ကိုပစ္စည်းတွေကိုပြန်ပြင်ခိုင်းလိုက်ပါတယ်။အာရီကန်ကတော့သူ့လည်းဘာကူညီရမလဲလို့မေးလိုက်တဲ့အချိန်မှာတော့အိုင်မင်တယောက်ရုတ်တရက်သူ့နဲ့လက်ထက်ရအောင်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့အာရီကန်လည်းတဲတဲကောင်တွေးလိုက်ရလို့လက်ဖြတ်သွားခဲ့ပါတယ်။ဒိုင်ယာရူကတော့အပျော်စွမ်းနေယူဖို့အမျိုးသမီးကိုလိုက်ရှာနေခဲ့ပြီးဖះเจ้าနဲ့ကခေါင်းလောင်းတန်ကြားတာကြောင့်အဲ့ဒီစီကိုထွက်သွားခဲ့ပါတယ်။ဖះเจ้าနဲ့မှာတော့တခြားမဟုတ်ပဲအာရီကန်နဲ့အိုင်မင်တို့ဟာလက်ထက်နေခဲ့ကြပါတယ်။အာရီကန်ကတော့လူကာစီကိုဖုံးဆက်ပြီးအဆင်ပြေပါမလားဆိုတာကိုမေးနေခဲ့ပါတယ်။အာရီကန်ကတော့အိုင်မင်ကိုပွေ့ချီပြီးနှစ်ယောက်သားအနမ်းပြီးတော့မဲ့အချိန်မှာဒိုင်ယာရူရောက်လာခဲ့ပြီးအိုင်မင်လည်းအာရီကန်လက်ပေါ်ကဒိုင်ယာရူရဲ့ဘိုက်ထဲကဒိုင်ခွက်ကိုတနက်နဲ့ပြစ်ချလိုက်ပါတယ်။နောက်ပြီးသူတို့လက်ထက်တာဟာတကယ်မဟုတ်ပဲသူ့ကိုမျှခောက်ဖို့ဆိုတာကိုအိုင်မင်တယောက်ကပြပြလိုက်ပါတယ်။အိုင်မင်တို့လည်းကိုကန်ကြားအသွင်ပြောင်းနေမဲ့အချိန်မှာပဲဒိုင်ယာရူကအစွမ်းနေနဲ့တိုက်ခိုက်လိုက်တာကြောင့်အာရီကန်တို့လည်းအတော်လေးကိုအထိနာခဲ့ရပါတယ်။ဒိုင်ယာရူကတော့သူ့ရဲ့တာဝန်ပြီးတာနဲ့မင်းတို့ကိုတစားစီဖြစ်အောင်လုပ်ပြမယ်လို့ကျင်းမောင်းကထွက်သွားခဲ့ပါတယ်။အာရီကန်ကတော့သူ့နောက်ကလိုက်သွားမလို့လုံနေခဲ့ပြီမဲ့အိုင်မင်တယောက်တားလိုက်ပြီးနောက်ထပ်ကောင်းတဲ့အကြံအသစ်တွေရှိကြောင်းပြောနေခဲ့ပါတယ်။ဒိုင်ယာရူကတော့ဒလိုတွေဖြစ်နေတာကြောင့်အပျော်စွမ်းရမှာမဟုတ်ကြောင်းဒေါသတကြီးနဲ့ပြောနေခဲ့ပါတယ်။အိုင်မင်ကတော့နောက်ထပ်ចောင်းသူအယောင်ဆောင်ပြီးလက်ပြောက်သွားခဲ့လို့ဘယ်ကိုသွားရမလို့ဆိုတဲ့အကြောင်းကိုဒိုင်ယာရူကိုမေးနေခဲ့ပါတယ်။ဒိုင်ယာရူကတော့သူတည်တည်လိုနဲ့ဆောက်ရွက်ကင်ပြီးကြည့်နေတဲ့အချိန်မှာတော့အိုင်မင်တယောက်သူ့ရဲ့တုပ်ကိုအဝေးကိုကန်ချလိုက်ပါတယ်။ဒါ့အပြင်ဒိုင်ယာရူကိုပါခြေထောက်စာကျွေးလိုက်တာကြောင့်ဒိုင်ယာရူလည်းဘယ်ကမှမသိတဲ့တခွဲကန်းတဲ့အထိကိုရောက်သွားခဲ့ပါတယ်။နောက်တစ်ခါတူနာပြူအယောင်ဆောင်ပြီးနွားထိုးတဲ့အက်ကြီးနဲ့ဝင်လာခဲ့ကဒိုင်ယာရူကိုထိုးပစ်လိုက်ပါတယ်။ဒိုင်ယာရူတယောက်မူးမိနေတဲ့အချိန်မှာတုပ်ကိုယူဖို့ကြိုးစားခဲ့ပြီးမှမအောင်မြင်ခဲ့ပါဘူး။နောက်တစ်ခါဒိုင်ယာရူတယောက်လမ်းပေါက်ပြောင်းသွားခဲ့ပြီးအိုင်မင်လည်းရဲမေဟန်ဆောင်ကကားနဲ့ပြစ်လိုက်တာကြောင့်ဒုတ်တန်လည်းလွတ်ထွက်သွားခဲ့ပါတယ်။အိုင်မင်တယောက်ကတော့အလင်းမြန်ဖြည့်ဆည်းလိုက်ပြီးအပျော်စွမ်းနေလေစောစောကသူတို့သမီးစီကိုပြန်အောင်သွားခဲ့ပါတယ်။အာရီကန်ကတော့အိုင်မင်ကိုအရန်တော်ရဲဆိုကချီးကျူးနေခဲ့ပါတယ်။မာဗလက်တို့လည်းရောက်ရှိလာခဲ့ပြီးကိုကန်အောင်ဆေးရုံကိုပြင်ပြီးပြီဆိုတဲ့အကြောင်းကိုပြ
ပြလိုက်ပါတယ်အဲ့ဒီချိန်စောစောကလူနှစ်ယောက်ရောက်လာခဲ့ပြီးအာရီကန်ကတော့အပြေးလွှားပဲအာဘာရင်ဂျာကအာဘာဘလူးဖြစ်တဲ့ဆန်ဂျိုယူကီတိုနဲ့ဘေးကတူဇနီးကိုမေးဆက်နေခဲ့ပါတယ်ဆန်ဂျိုယူကီတိုကတော့အာဘာရင်ဂျာရဲ့အနန္တစွမ်းရည်တွေကိုသုံးဖို့ထိုက်တန်ကြောင်းဘာဘလက်ကိုပြလိုက်ပါတယ်အာရီကန်ကတော့ဂူဂျီချင်းဆက်ရုပ်ဟာနောက်တစ်မျိုးသုံးလို့ရလားလို့မေးနေခဲ့ပြီးယူကီတိုကဟုတ်တယ်လို့ပြဖြေလိုက်ပြီးကိုကန်ကိုဆက်ရုပ်လည်းအာဘာရင်ဂျာရဲ့ရင်ဂျာတော့တွေကိုသုံးလို့ရကြောင်းပြလိုက်ပါတယ်အိုင်မင်ကတော့အာဘာရင်ဂျာတော့ဟာသူ့စီမှာမရှိဘူးလို့ပြလိုက်ပါတယ်ဆန်ဂျိုအီမီရီကတော့အဲ့ဒီအတွက်စိတ်ပပူကိုပြောလိုက်ပြီးအာဘာပင်းရဲ့ရင်ဂျာတော့ယူခဲ့တယ်ဆိုပြီးအိုင်မင်ကိုပေးလိုက်ပါတယ်အဲ့ဒီအချိန်ဒိုင်ယာရိုကသွေးကြွေးပြန်ဆက်ဖို့ရောက်လာခဲ့ပါတယ်ကပတိန်တို့လည်းကိုကန်ကြားအသွင်ကိုပြောင်းလိုက်ပါတယ်နောက်ထပ်တစ်ပြိုးဖြစ်တဲ့အာဘာရင်ဂျာအသွင်ကိုပြောင်းလိုက်တဲ့အချိန်မှာတော့အိုင်မင်ရဲ့ပုံစံကအဖွဲဝင်နေနဲ့မတူပဲကွက်ထက်နေတာကြောင့်အိုင်မင်တယောက်ရှက်နေခဲ့ပါတယ်မာဗလက်ကိုဒီလိုပုံစံနဲ့မတိုက်ချင်ကြောင်းပြောကမာဗလက်လည်းသူ့တာဝန်ထားဖို့ပြောလိုက်ပြီးဒိုင်ယာရိုကို9ယောက်တယောက်ရှက်သိပ်ပါရယ်အဲ့ဒီနောက်မှာတော့သူတို့လည်းအပြင်းထန်တိုက်ခိုက်နေခဲ့ကြပြီးနောက်ဆုံးပွဲသိက်ကကိုတော့အာရီကန်ကကိုကန်စီဗာဂိုးမှုကိုတုံးကဖိုင်နယ်ဝင်းနဲ့အဆုံးသတ်ပေးလိုက်ပါတယ်မာဗလက်တို့9ယောက်လည်းဖိုင်နယ်ဝင်းကိုတုံးကအဆုံးသတ်ပေးလိုက်ပါရယ်တစ်ဖက်မှာတော့အရှင်သားကနှာစည်းလွန်ပြီးလဲသွားကအရေးပေါ်အခြေအနေကိုတင်လိုက်ရပါတယ်။အင်းဆန်ကတော့ဒိုင်ယာရိုကိုကြီးလာအောင်လှုပ်ပေးလိုက်ပြီးကပတိန်တို့လည်းဒုတိယအချီအတွက်သူတို့ရဲ့အသင်းပြင်စက်ရုပ်ကိုခေါ်လိုက်ပါတယ်။ရေဂျာကီတွေကိုတုံးလိုက်တဲ့အချိန်မှာတော့စက်ရုပ်နှစ်ခုဟာတစ်ခုပုံစံကိုပြောင်းသွားခဲ့ပြီးအသင်းပြင်ဂိုဂျူကိုကန်ကိုပြောင်းသွားခဲ့ပါတယ်။ဒိုင်ယာရိုကတော့သူ့ရဲ့အစွမ်းအနေနဲ့တိုက်ခိုက်ပေမဲ့အစွမ်းနေဟာကိုကန်ဂျာရိုကိုမထိတဲ့အပြင်သူ့ရဲ့ပြန်ခံနေရပါတယ်။မာဗလက်တို့ကတော့ကိုကိုင်းဒန်ဂီဒရေးစပင်းကိုတုံးကတက်ခိုက်လိုက်ပြီးနောက်ဆုံးပွဲသိမ်းတက်ကိုတော့ကိုကိုင်းရက်ဒရေးကိုတုံးကအဆုံးသတ်ပေးလိုက်ပါရယ်အိမ်ပြန်ရောက်တဲ့အချိန်မှာတော့အာရီကန်တယောက်သူ့ရဲ့ဖုန်းနဲ့ပုံနေရိုက်ခဲ့သေးတာကိုပြတ်လိုက်ပြီးသူ့လူတွေကိုပြတ်နေခဲ့ပါတယ်အိုင်မီတယောက်လည်းရှက်နေရင်းနဲ့ပဲအပိုင်း29လီကလည်းဒီမိုင်းပြီးဆုံးသွားခဲ့ပါတယ်အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ